ဒီနေ့ဆောင်းရံဒီကအရန်ကိုမှအေးဆက်ပါတယ်ရီစားလေးကလည်းမရှိပါဘူးဆိုမှအဲ့လောက်တော့အေးရလားလို့စောင်းတွင်းဆိုတော့တည့်ရဲ့တိုင်းမှာအသားကြီးတွေက6ကက်ပြီးတော့လေအမလေးမပြောချင်တော့ဘူးဒါကတော့ဂျူဂျူတို့ရဲ့ဆိုင်လေးပါပေါ့နော်ဆိုင်ထဲမှာကတော့အလုပ်သမားတွေကတော့အကုန်လုံးကရောက်နေပြီကျမတယောက်ပဲနောက်ကျနေတာပါဖိုင်လက်ခံဒီမှာတော့တေးကြတယ်ကဲရက်ရောက်ချင်းပဲမအေးထုတ်ထားတဲ့ဒီလိုရှင်လေးပေါ့နော်အရန်ကိုမှကောင်းပါတယ်ဒါဆိုရင်3လတာဆိုလို့ရှိရင်ဒါနဲ့ဆိုရင်6ပူလောက်တော့ရှိပြီပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဂျူရဲ့လက်စစ်ကလေးတွေကအရန်ကိုမှမဲပါတယ်အသားလေးတွေလည်းအရန်ကိုမှ6ပါဒီလိုမျိုးစောင်းတွင်းမှာဒီလိုရှင်လေးကိုသုံးပေးမယ်ဆိုလို့ရှိရင်အရန်ကိုမှထိရောက်ပါတယ်အနံလေးကလည်းမွေးပြီးတော့အထဲမှာရွှေမုံလေးတွေလည်းပါတယ်ပြီးလို့ရှိရင်လိမ့်နေတဲ့ချိန်မှာလည်းအသားကိုအဲ့လိုမျိုး6ကက်ပြီးတော့မနေဘဲနဲ့အရန်ကိုမှဆွဆွလေးလေးတော့သွားမလို့ဂျူကတော့ဒီလိုရှင်လေးကိုအရန်ကြိုက်တယ် promotion ပေးတဲ့ခါတိုင်းချင်းထဲမှာအမြဲသွားနေဖြစ်ပါတယ်ရှင်တယောက်ထဲလိမ့်ရတာအားမရလို့ဆိုင်ရလူတွေအကုန်လုံးခေါ်ပြီးတော့ပေးလိမ့်ပါတယ်ဆိုင်ရလူတွေကလည်းပဲအရန်ကြိုက်တယ်သူတို့ပြောတယ်ပေါ့နော်အနက်လေးကလည်းမွေးလိုက်တာအသားကလည်းဆွလေးလေးနဲ့နေပေါ့လိမ့်နေတဲ့ချိန်မှာဂျူရဲ့လက်ကလေးတွေကိုပဲကြည့်အရင်တော့ဆိုလို့ရှိရင်မှန်ရှိမှာပုံနေပါရဲလို့ရှင်လက်စစ်လေးတွေကမဲတယ်ပေါ့နော်အခုဆိုရင်အရန်ကိုမှကြည်တောက်လေးဖြစ်လာတယ် तू ကလက်အသားမဲတဲ့သူဆိုလို့ရှိရင်တော့ရီတက်ပေးပြီးတော့အဆိုတက်ပေးတယ်အသား6တဲ့သူတွေဆိုလို့ရှိရင်တော့ဒီလိုမျိုးဆိုလင်းလေးသွားတာပေါ့နော်ဂျူကတော့စကားတွေအများကြီးမပြောတတ်ဘူးအရန်ကြိုက်တယ်အရန်ကြိုက်လို့လာပြီးတော့ review ပေးတာဖြစ်ပါတယ်ရှင်ကဲဂျူလိုမျိုးအသား6တဲ့သူတွေရှိတယ်ဆိုလို့ရှိရင်စောင်းတွင်းမှာဒီကောင်လေးကိုစောင်းတာပါနော်ဒီလိုရှင်မိုးလေးကိုစောင်းတာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင် bye bye